မင်္ဂလာပါမြန်မာနွယ်ကကြိုဆိုပါတယ်မြန်မာစာနဲ့ပတ်သက်လို့သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးရင်ဒီဘက်ကတင်ခဲ့တဲ့ဘာကြောင့်အခရာဥလဲဆိုတဲ့ဗီဒီယိုလေးရဲ့အောက်မှာဒီ comment လေးကိုတွေ့လို့ပါ comment တွေကပထမမိကွန်းလေးဥတရကကြီးဥလားတရဥလားဆိုတဲ့မိကွန်းလေးကိုအရင်ဖြေပေးပါမယ်နော်မြန်မာပြည်တွေထဲမှာပူပြီးလို့မရှိပါဘူးရှင်။ကာကြီးကနေအအထိမြန်မာပြည်33လုံးရှိပါတယ်။အဲ့ဒီအထဲမှာပူမပါပါဘူး။ပူဆိုတာကတော့တရပါ။အခရာဦးရောအနှချောင်းငယ်ဦးရောနှစ်ခုစလုံးကတရပါ။တိတိကျကျပြောရရင်ဦးဆိုတာတရတန်ပါ။အဲ့ဒီဦးဆိုတဲ့တရတန်ကိုစာနဲ့ရေးပြတဲ့အခါနီလန်း2မျိုးနဲ့ရေးပြလို့ရပါတယ်။အခရာဦးနဲ့ရေးလို့ရတယ်လို့အနှချောင်းငယ်ဦးလို့လည်းရေးလို့ရပါတယ်။အခရာဦးဆိုတာကတော့ဥတရကိုဖော်ပြဖို့အတွက်အသုံးပြုထားတဲ့သင်္ကေတအခရာပါ။စလုံးပေါင်းစရာမလိုပါဘူး။အဲ့ဒီသင်္ကေတကိုမျက်နှာနဲ့အခရာဦးလို့တန်းဖက်ရုံပါပဲ။အနှချောင်းငင်ဦးကတော့အပြီးမှာတရသင်္ကေတနှချောင်းငင်နဲ့တွဲပြီးတော့ရေးရတဲ့စလုံးပေါင်းဖြစ်ပါတယ်။သူ့ကိုတော့အနှချောင်းငင်ဦးလို့ဖတ်ရပါတယ်။ဒုတိယမိကွန်းကတော့အတန်ကြားယုံနဲ့တရဥလားကြီးဥလားဘယ်လိုခွဲမလဲဆိုတဲ့မိကွန်းလေးဖြစ်ပါတယ်။ comment ပိုင်ရှင်ပြောထားတယ်လို့အခရာဆိုတာဒီအခရာရှိတယ်လို့တရအခရာလည်းရှိတာမှန်ပါတယ်ဒါပေမဲ့အခရာဥကတော့တရအခရာမှာပဲရှိပါတယ်ဒီအခရာထဲမှာဥဆိုတာမရှိပါဘူးเนาะရှေ့မှာပြောခဲ့တယ်လို့ပဲကာကြီးကနေအထိကြီးက33လုံးပဲရှိပါတယ်အဲ့ဒီထဲမှာဥမပါပါဘူးရှင်ဥတရတန်ကိုဖော်ပြတဲ့အခါမှာလည်းအခရာဥနဲ့ရေးလို့ရတယ်လို့တချောင်းငင်ဥနဲ့လည်းရေးလို့ရပါတယ် comment ပိုင်ရှင်ပြောထားတယ်လို့အတန်ပဲကြားယုံနဲ့အခရာဥလို့ရေးရမှာလားတချောင်းငင်ဥလို့ရေးရမှာလားခွဲခြားသိနိုင်အောင်လို့အခရာဥကိုသူ့ရဲ့ရှေ့မှာအခရာထည့်ပြီးတော့ဖတ်ရတာဖြစ်ပါတယ်မြန်မာစာအခြေခံတွေကိုတေချာမကျင်ညက်ခဲ့တဲ့အခါတချို့တွေကကြီးရဲ့တရရဲ့အခရာရဲ့ကိုရောထွေးနေတဲ့ကြပါတယ်ကြီးဆိုတာဘာလဲတရဆိုတာဘာလဲအခရာဆိုတာဘာလဲတေချာသိချင်နေဆိုရင်တော့မြန်မာနွေမှာဗီဒီယိုလေးတွေတင်ထားပေးတာရှိပါတယ်အဲ့ဒီဗီဒီယိုလေးတွေကိုရှာကြည့်နိုင်ပါတယ်မြန်မာစာအခြေခံလေးတွေနဲ့ပတ်သက်ပြီးသိချင်တာရှိရင်လည်း comment လေးတွေမှာမေးထားနိုင်ပါတယ်။အချိန်ရတဲ့အခါကျွန်မဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်ဖြည့်ပေးပါမယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြမယ်နော်။